Hey အားလုံးပဲမက်ဂလပါဗျကျွန်တော်တို့ Bingo Recap Channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့တင်ဆက်မှာကားတွေ Boston School မတ်မလေးရဲ့ Chapter 3ပါဗျ ကျောင်းသားတွေရဲ့တအံ့ပြောနေကြတာကစပါတယ်ဗျ။ဟောင်းနေတော့ကြားကြလားငါတို့ကျောင်းကိုကျောင်းသားအစ်စ်တရရောက်လာတယ်တဲ့ဟေးကျောင်းသားအစ်စ်ဟာအဲ့ဒါဆိုရင်ငါနဲ့မဆိုင်ပါဘူးလူကျောင်းသားတရက်ကပြန်ပြောလိုက်ပါတယ်ထို့နောက်အတန်းထဲတွင်ဆီယာမကအားလုံးကိုကိုယ့်နေရာကိုထိုင်ကြရန်အမိန့်ပေးလိုက်ပါတယ်သူကြီးညာခြင်းတဲ့ကိစ္စကိုမကြားနိုင်လိုက်တဲ့အောင်အတန်းကစူမြင်နေတာလိုပဲဖြစ်ပါတယ်ဆီယာမကဒီနေ့ကျောင်းသားတရက်လာလိမ့်မယ်နှစ်လယ်ပိုင်းမှာပြောင်းလာတာဆိုတာနည်းနည်းကတိတိအောက်ဖြစ်လိမ့်မယ်ဘာပဲဖြစ်ဖြစ်မင်းတို့ကူညီပေးလိုက်ပါအောင်ဆိုပြီးအတန်းသားတွေကိုအမှားစကားပြောနေပါတယ်အတန်းသားတွေတော့ဟုတ်ဆိုပြီးတညီတညာလေးပြောကြတာပေါ့ဆရာမေတော်အံ့ဩသွားရတယ်သူ့နမီကစီဆက်ယမ်ဆရာမနည်းနည်းကြောင်နေတယ်ဟုတ်တယ်သူ့နမီကဆက်ခိုင်းလေဟန်ဆက်ခိုင်းငယ်လားအဲ့ဒါသူလားတိတ်ဆန်းထက်မေပြရေးစနဲ့အတာသူပဲဟုတ်တယ်အဲ့ဒါသူပဲဘလို့တောင်တိုက်ဆိုင်ရတာလဲထိုးစင်အတန်အေးလေးနဲ့နှုတ်ဆက်စကားဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါဗျကျွန်တော်နာမည်ဆက်သွားအနောက်ဘက်ကခုံအလွတ်တွေတော့မှထိုင်လို့ရတဲ့နာဆိုပြီးဆရာမကလက်ညှိုးထိုးပြလိုက်တာပေါ့ဒါနဲ့မင်းသားလည်းနောက်ဆုံးမှအိတ်ဒီပြန်နေလာတဲ့ចောင်းသားဘေးမှာအမိုက်စားစတိုင်နဲ့ဝင်ထိုင်လိုက်ပါတယ်ထို့နောက်ဘေးကြီးចောင်းသားတွေတော့ကိုပြုံးပြကဒါဆိုထို့နောက်ဟိဆက်မဟုတ်လားဆိုတဲ့ခေါ်တန်နဲ့အတူမင်းသားကိုចောင်းသားတယောက်ကစကားလာပြပါတယ်ထို့နောက်မင်းသားရဲ့ပကုံးကိုကင်တာမင်းကိုလွမ်းနေတာဆိုပြီးမင်းသားနဲ့ရန်စားရှိတယ်လို့ထင်ရတဲ့ចောင်းသားတရက်ရောက်လာပါတယ်နောက်ထပ်ဒီចောင်းသားတရက်ကလည်းဒီနှစ်လဲအတူတွေပျော်ပျော်ရွှင်ရွှင်ကျောင်းနေကြမယ်မလားတဲ့မင်းသားကလည်းခက်ဖြည်းဖြည်းယူလိုက်နေတာတစ်ဖက်ကចောင်းသားတွေကမင်းပါလို့ရည်နာတာလဲမင်းကမမှတ်မိတာဘူးလားဆိုပြီးဒေါသတကြီးနဲ့မိတာတယ်တေချာပါမှတ်မိတာပါဘလို့လုပ်ရနိုင်မှာလဲဆိုပြီးခက်အေးပဲပြန်ဖြတ်လိုက်ပါတယ်ဒါကိုတစ်ဖက်ကចောင်းသားတွေကဒေါသထွက်ပြီးပါမင်းယူသွားပြီလားဆိုပြီးရန်ဖြစ်မဲ့အခြေအနေရလာတော့ဘေးနားမှာအိတ်ဒီနာတဲ့ចောင်းသားကတိတ်ဆန်းမမြင်ဘူးလားငါအိတ်နေတယ်လေဆိုပြီးဆရာကြီးထားနဲ့ချင်းချောက်ရတာတစ်ဖက်ကចောင်းသားတွေကလည်းဒီကြောက်လန့်ပြီးတောင်းပန်ပါတယ်ဆိုတဲ့စကားကိုတုံချီချီနဲ့ပြန်ဖြေကြတဲ့အေးငါအိတ်နေရင်တိတ်တိနေကြဆိုပြီးပြန်အိတ်ပြန်ကောဒါနဲ့တစ်ဖက်ဒီចောင်းသားတွေကလည်းဒါနဲ့မပြီးတကူနာခွေးကောင်ဆိုပြီးဒေါသတကြီးနဲ့ထွက်သွားလေတယ်ထိုစဉ်အဖိုးအိုတယောက်ကခန္ဓာကိုယ်ဂယိမ်းဂရိုင်နဲ့ဝင်လာပြီးဟာလိုဒီနေ့တင်ငန်းစာကဆိုပြီးသူလဲဒီနေ့တင်မဲ့တင်ငန်းစာကိုမေ့နေလေရဲ့အဲ့ဒီအချိန်ထွက်သွားတဲ့ចောင်းသားတွေကကျိန်စေးနာပါတော့တယ်မင်းဒီရင်တေးရမယ်လေးပဲဆိုပြီးကျိန်နာတာပေါ့အဲ့ဒီအချိန်မင်းသားကတော့ဘာမှမသိပဲပြတင်းမြေပေါက်ကိုကြည့်ကတာယာလိုက်တဲ့ရာသီဥတုပဲဆိုပြီးငင်းနာတာပေါ့ထိုစဉ်ကျောင်းသူတရက်ကလည်းကြည့်ကမင်းသားနမီလေးကိုခတူတိုးလေးရေရွတ်နေတယ်ပြီးတော့မင်းသားကိုကြည့်ကဒါငါတိတဲ့တယောက်လားသူနဲ့တူတူပဲလားဆိုတဲ့အတွေးတွေနဲ့မင်းသားကိုကြည့်နေရင်မင်းသားနဲ့အကြည့်ချင်းဆုံသွားတော့တယ်မင်းသားကလည်းကျောင်းသူကိုမြင်သွားပြီးဟန်သူလဲငါကိုတိနေတာလားဘာပဲဖြစ်ပါဆိုပြီးပြတင်းပေါက်ကိုပဲကြည့်နေတာတယ်ကျောင်းကပျော်စရာကောင်းမဲ့ဆိုပြီးအိတ်ချင်လိုက်တာလို့ညီရင်းနေရင်းနဲ့ပဲ chapter 3လေးကတော့အဆုံးသတ်သွားပါပြီဟုတ်ကဲ့ယခုဆိုရင် Boston School ဆိုတဲ့မန်ကလေးဟာ chapter 3ကိုရောက်လာပြီပေါ့နော်အခုထိကျွန်တော်တို့ရဲ့ YouTube channel လေးကို like and subscribe မလုပ်ရသေးရင်လည်းလုပ်သွားကြပါအောင်ပြီးတော့အဆင်ပြေရင်ပြလေးကြည့်ပေးကြဖို့လေတောင်းဆိုလိုက်ပါရေးစာနောက်ပိုင်းတွေကိုလည်းအားတားအချိန်မှာပဲဖြစ်နေ့စဉ်နဲ့မပြတ်တင်ဆက်သွားမှာမို့အားပေးကြပါအောင် viewer တို့ရေ